ချစ်ဆိုတာပေါ်လာသလားတယောက်လည်းခွေးရှောင်းမပေါ်မှာတကယ်မြင်သာလို့အဆုံးဆိုတာတေချာချာချိန်နေချလာလို့မြတ်သိလာတယ်လာတော့ကနေဆုံးရင်မချင်နာနိုင်ရင်ဖြစ်ချအာရောကအနေချစ်တွေကိုလည်းညှို့ထိုးပြီးအပြစ်ဖွေးကြတာအကြဟာစင်နာရီကြောင့်ဖြစ်မှဝေးမသိလာတယ်ဒီလိုမဆိုင်တာပဲ